မင်္ဂလာနဲ့ခင်ပါခင်ဗျာကျွန်တော်ကတော့လက်ရှိမှာရန်ကုန်ပြည်သူ့ဆေးရုံကြီးဆေးကုသဆောင်6မှာပမောက္ခဆေးပညာအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ဒေါက်တာတထွန်းချစ်ဖြစ်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်တင်ပြမယ့်အကြောင်းအရာတော့ဒီနှစ်ပေါ့ဒီနှစ်ရဲ့ဒီစီးကြိုသွေးကြိုနေ့ရဲ့ဒီကျွန်တော်တို့အခု workplace ဆိုတော့အကုန်ပါတယ်ကျွန်တော်တို့အလုပ်လုပ်နေတဲ့နေရာတွေမှာရောဒီလိုဆေးရုံတွေမှာဆိုလဲဆေးရုံရဲ့ဝန်ထမ်းတွေပေါ့နော်တခြား company တွေရောနောက်ဒီ private မှာကိုယ့်ဟာကိုယ်တက်တိုင်းတစ်ပိုင်းလုပ်နေတဲ့လူတွေအားလုံးရောဒီအလုပ်လုပ်နေတဲ့အချိန်မှာစီးကြိုသွေးကြိုထိန်းနိုင်အောင်ဘယ်လိုလုပ်မလဲပေါ့နော်အဲ့ဒါတွေကိုတင်ပြသွားပါမယ်အဲ့ဒါပထမဆုံးအနေနဲ့တော့ဒီဆောင်ပုဒ်လေးကိုဒါတစ်ကမ္ဘာလုံးအတွက်သတ်မှတ်ထားတယ်ပေါ့နော်ဒါ NNC Workplace Performance through Accelerated Diabetes Prevention and Management Effect ဆိုပြီးဒါကတော့တစ်ကမ္ဘာလုံးအတွက်သတ်မှတ်ထားတာသတ်မှတ်ထားတော့ကျွန်တော်တို့ပေါ့နော်ဒါကတော့ကျွန်တော်ဒီနေ့ presentation ကိုဟိုဓာတ်ပုံတွေသုံးထားတော့ဓာတ်ပုံတွေကိုကျွန်တော် artificial intelligence နဲ့လုပ်ထားတယ်အဲ့ဒါတချို့တစ်ဝက်ဟိုစာတွေကတော့ကျွန်တော်မြန်မာလိုဆရာဦးကိုနဲ့ပြောကြတယ်လို့မြန်မာလိုစူးစမ်းပြီးတော့မြန်မာလိုရိုက်ရတာတော်တော်ခက်ခဲတဲ့အတွက်ဖုန်းပေါ်ကနေဒီဘက်ကိုပြန်ပို့ပြီးလုပ်ခဲ့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့မြန်မာလိုပြန်လိုက်တာပေါ့နော်ပြန်လိုက်တော့ကြတော့လုပ်ငန်းခွင်စမ်းဆောင်ရည်မြင့်မားဖို့စီးကြိုသွေးကြိုစီးကြိုကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများအရှိန်မြင့်စို့ဆိုပြီးကျွန်တော်မြန်မာနိုင်ငံအတွက်ဒီနှစ်သတ်မှတ်ပြီးတော့ဒီ World Diabetes Day ကိုဒီအဓိကတော့ကြာရောက်တဲ့နေ့ကတော့နိုဝင်ဘာလ14ရက်နေ့ပါဒီကျွန်တော်တို့က advance ဒီလိုမျိုးအခမ်းအနားတွေက4ချိန်တောင်လုပ်ခဲ့တာဆိုတော့ဒီခါကတော့နောက်ဆုံးဆိုတော့23ရက်နေ့ကိုရောက်သွားပါတယ်ကဲအဲ့ဒါဆိုတော့ဘယ်လိုလုပ်ကြမလဲကျွန်တော်တို့ကအလုပ်ကတော့လုပ်နေရတာပေါ့နော်အလုပ်မလုပ်ရင်စားစရာရှိမှာမဟုတ်ဘူးစားစရာမရှိရင်အဆင်မပြေဘူးเนาะအဆင်မပြေဘူးဆိုကျွန်တော်အလုပ်ကလုပ်နေရမှာလုပ်ရင်းနဲ့ပဲစီးကြိုကောင်းအောင်လုပ်ရမယ်အဲ့ဒီမှာကိုလက်လှုပ်ရှားကိုလက်လှုပ်ရှားခြင်းကစီးကြိုသွေးကြိုနဲ့ဘယ်လိုပတ်သက်တယ်လဲဆိုတော့ကျွန်တော်တင်ပြပါမယ်အဲ့ဒါဆိုတော့အခုကျွန်တော်တို့လက်ရှိပေါ့နော်အခုချိန်ရဲ့ကမ္ဘာလူဦးရေတိုတယ်က 8.2 billion ရှိနေတယ်ရှိတဲ့ထဲမှာစီးကြိုသွေးကြိုယောဂရှိတဲ့လူက989တန်းရှိတယ်အဲ့ဒီထဲမှာအလုတ်လုံနေတယ်အလုတ်လုံနေရတဲ့အရွယ်က412တန်းဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့ကဒီစီးကြိုသွေးကြိုဖြစ်နေတဲ့လူတွေအများစုကကျွန်တော်တို့က working age ပေါ့အလုပ်လုပ်တဲ့အရွယ်မှာရောက်နေတယ်ရောက်ဒါကြောင့်အလုပ်ထဲမှာအဆင်ပြေအောင်ကျွန်တော်တို့ကလုပ်ကြရပါမယ်ဘယ်လိုတွေလုပ်ကြမလဲပေါ့နော်အလုပ်လုပ်နေရင်းနဲ့ဘယ်လိုလုပ်ကြမလဲပေါ့ဒီကိုလက်ချမ်းကိုလက်လှူရှာကြန့်ခိုင်ရေးအတွက်ဘယ်လိုလုပ်ကြမလဲနော်အဲ့မှာလုပ်မယ်ဆိုရင်ကျွန်တော်တို့ကကိုလက်လှုပ်ရှားမှုလုပ်တယ်ဆိုရင်စီးကြိုသွေးကြိုယောဂထိန်းချုပ်ရေးကိုပိုကောင်းလာနိုင်တယ်ကိုလေးချိန်ကိုလည်းရောကြစေနိုင်တယ်တခြားကျေးဇူးအကျိုးကျေးဇူးတွေလည်းရနိုင်ပါတယ်ပေါ့အဲ့ဒါဆိုတော့အခုကျွန်တော်တို့ဆိုရင်ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုသွားတယ်ဆိုရင်ပထမဆုံးစမှာသွားတာကတော့ကားနဲ့သွားရတာပေါ့လေကားနဲ့သွားတော့ကားကိုအဝေးဆုံးနေရာမှာရက်တယ်အဖြစ်နိုင်ဆုံးအဝေးဆုံးပေါ့လေအရင်ကြီးဝေးတော့လည်းမဖြစ်ဘူးတော့じゃကိုကားကိုစောင့်ရှောက်မဲ့လို့မရှိရင်လည်းမဖြစ်သေးဘူးပေါ့နော်အဲ့ဒီကနေစတယ်စပြီးရင်ကျွန်တော်တို့ကကျွန်တော်ရဲ့ရုံးခန်းဆိုရင်အပေါ်တစ်ထပ်ကိုတက်ရတယ်ကျွန်တော် lift မသုံးဘူးအဲ့လိုဟိုကနေ stair ကနေတက်တယ်ဒါပေမဲ့ပြဿနာကတော့ဒီအပြင် private hospital တွေပေါ့နော်အဲ့ဒါတွေကြတော့အထက်ကမြင့်တယ်အထက်ကမြင့်တော့ကြတော့မဖြစ်ဘူးဟို impatient ဆိုရင်တော့ဟိုတက်လိုက်ဆင်းလိုက်ကလည်းအဲ့လိုဖြစ်နေတော့ကြအဲ့ဒါတော့မတတ်နိုင်ဘူးဟို lift ရဲ့အကူအညီယူရတာပေါ့လေဒါပေမဲ့တက်နိုင်တဲ့ရွေးပေါ့အဲ့ဒီမှာတင်ကျွန်တော်တို့ကဟိုလျှောက်တယ်ပြီးရင်ကျွန်တော်တို့ကဟိုဘက်က main building မှာရှိတဲ့အတွက်ဟိုဘက်ဗာလဲခုနှစ်ထပ်ဆောင်အစ်စ်ကိုသွားတယ်ဆိုရင်လမ်းလျှောက်သွားတယ်အဲ့ဒါနှစ်ခေါက်လောက်လျှောက်လိုက်ရတဲ့နေ့ဆိုရင်မစိုးဘူးအဲ့ဒီနှစ်ခေါက်လောက်နဲ့တင်ကျွန်တော်တို့ကတော်တော်ဖူလုံသွားပြီပေါ့အဲ့ဒါကြောင့်တက်နိုင်တဲ့ရွေးကိုအလုပ်လုပ်တဲ့နေရာမှာလည်းတက်နိုင်တဲ့ရွေးလမ်းလျှောက်ပါ lift ကိုမသုံးပါနဲ့ဟိုမဲ့ shopping mall တွေသွားတယ်ဆိုလဲဟိုမဲ့ escalator တွေအဲ့ဒီပုံတော့ကျွန်တော်ထည့်မယ်ဆိုပြီးနည်းနည်းကြံသွားလို့ပါ escalator နဲ့တက်ကြတယ်ဖြစ်နိုင်တဲ့ရွေးတော့လမ်းလျှောက်ပြီး lift ဟိုပါပေါ့လေကားကိုပဲသုံးပါတယ်
အဲ့ဒါဆိုတော့လုပ်ငန်းခွင်မှာအထိုင်များတဲ့အပြုအမူတွေကိုရှော့ချရပါမယ်အခုဆိုကျွန်တော်တို့တော်တော်ကြာနေပါပြီအဲကြောင့်စောစောကကျွန်တော်တစ်ခေါက်ထသွားလိုက်ပါတယ်ညောင်းလာလို့အဲ့လိုမျိုးတော်တော်ကြာနေပြီအဲဆိုတော့အလွန်ဆုံးထိုင်နေတဲ့အချိန်ကနာရီဝက်ကနေတနာရီပဲဖြစ်နိုင်ရင်နာရီဝက်ပဲဖြစ်ရမယ်အဲ့ဒါဆိုရင်မိနစ်30လောက်ဆိုရင်တစ်ချိန်လောက်ထပြီးနည်းနည်း10မိနစ်2မိနစ်လောက်လှုပ်ရှားလိုက်ရင်ကောင်းတယ်ပေါ့ဒါအလုပ်လုပ်နေရင်းနဲ့ဒါပေမဲ့ခက်တာဟိုမီတီနေဆိုရင်လည်းခက်တယ်မီတီနေကျတော့ကိုတယောက်တည်းထားပြီးရှောက်လုံနေလည်းမဖြစ်ဘူးအဲကြောင့်မီတီနေဆိုကျွန်တော်တို့ကနောက်တန်းမှာဖြစ်နိုင်တဲ့ရွေထိုင်တယ်ထလို့ရအောင်လို့ရှေ့တန်းမှာじゃနည်းနည်းလေးဟိုလေးလူကြီးတွေရှိနေကြရုပ်ပြတ်သွားတာပေါ့အဲ့ဒါအလုတ်လုံနေရင်လည်းလုံနိုင်တာလေးတွေတင်ပြတာပါဒီကနေလုံနေရင်းနဲ့မှမဟုတ်ဘဲနဲ့အချိန်ပိုရတယ်ဆိုရင်တော့တပတ်ကိုဒီ aerobic exercise မိနစ်150အဲ့ဒါဆိုကျွန်တော်တို့ generally ပြောနေတယ်လို့ပဲပေါ့တစ်နေ့ကိုနာရီဝက်တပတ်ကို9ရက်ပေါ့နော်အဲ့ဒါဘာတွေလုပ်မလဲဆိုလမ်းလျှောက်မယ်စပိန်စီးမယ် jogging ပေါ့ရွာလေးပြေးမယ်မြန်တွတ်လမ်းလျှောက်မယ်ပြေးမယ်ဒါလေးတွေလုပ်မယ်ဆိုရင်ဒီ aerobic exercise ကတော့ဖူလုံသွားပြီပေါ့နောက်တစ်ဆင့်ပေါ့နော်အဲ့ဒါအထက်မှာပို့ပြီးလုံနိုင်မယ်ဆိုရင်တပတ်ကို2ကြိမ်ခွန်အားသုံးရတဲ့လေ့ကျင့်ခန်းတွေကိုပြုလုပ်ပေးသင့်ပါတယ်အဲ့ဒါဘာလုပ်မလဲဆိုတော့အလေးမတာတို့အလေးမဆက်တွေသုံးတာတို့နောက်ခန္ဓာကိုယ်ရဲ့အလေးချိန်ကိုအသုံးပြုပြီးတော့ဟိုအိဋ္ဌမတ်တင်တို့ဘာလို့လုပ်တာပေါ့ဒါမျိုးလေးတွေလုပ်ရင်ပို့ပြီးအကျိုးများနိုင်မှာအဲ့ဒါကတော့တပတ်ကို2ကြိမ်လုပ်သင့်ပါတယ်တကယ်လို့အဲ့လောက်မလုံနိုင်ဘူးပေါ့နော်မလုံနိုင်ဘူးဆိုရင်လည်းငြိမ်မနေပါနဲ့တဲ့နော်တတ်နိုင်တဲ့၍လှုပ်ပေးပါတဲ့နော် light activity တွေလှုပ်နိုင်တာကလည်းဘလောက်လှုပ်အကျိုးရှိတယ်လှုပ်နေပါပေါ့လှုပ်တတ်နိုင်တဲ့၍လှုပ်နေမှ muscle တွေကိုသုံးနေရင်အကျိုးရှိပါတယ်နောက်တစ်ခုသတိထားမှာတော့စောစောကရှေ့ကဆရာမတွေလည်းတင်ပြသွားပြီပေါ့နော်အဲ့ဒီကိုလည်းလှုပ်ရှားလှုပ်တော့မယ်ဆိုရင်သတိထားမှာသွေးကြိုကျသွားမှာကိုသတိထားမယ်အခု patient တွေဆိုကျွန်တော်တို့မေးလိုက်ရင်တချို့ကြတော့မနေ့စောစောဟိုဟာ exercise လုပ်မယ်ပေါ့လုပ်မဲ့အခါမှာသူကဆေးတောက်လိုက်တယ်ဆေးတောက်ပြီးတော့ exercise လုပ်တော့တယ်ပြီးရင်အစာစားဖို့မေ့သွားတယ်အဲ့ဒါဆိုရင်ကြာသွားနိုင်တယ်နော်အဲ့လိုမျိုးတွေသတိထားရမယ်အဲ့ဒါကြောင့်တိုင်မီနေကြိုက်နေရမယ်ပေါ့နော်အဲ့ကိုလေးချိန်ကိုလည်းသတိထားရမယ်ဒီအစားအသောက်တွေကိုလည်းညှိရမယ်မိမိနဲ့တင့်တော်တဲ့လေးချိန်ကန်ကိုလည်းရွေးချယ်ပြီးလုပ်ဖို့လိုပါတယ်ဒီဘက်ကတော့ကျွန်တော်တို့ဒီမှာဟိုပါပေါ့နော်ဟို employees တွေအကြောင်းပြုရင် employers ပေါ့ဒီမှာဆိုရင် employers တွေလည်းအများကြီးပါမယ်ကျွန်တော်တို့ company ပိုင်ရှင်ကြီးတွေလည်းပါကြတယ်ဆိုတော့ဒီ employers တွေကဘာလုပ်ပေးရမလဲဆိုတော့ဒီမှာတင့်ငွေကြေးနဲ့သတင်းအချက်လက်တွေကိုပံ့ပိုးပေးရမယ်ပေါ့နော်ဒီလိုမျိုး event တွေပြောကြတာတွေဒါတွေကိုကိုယ့်ရဲ့ employees တွေကိုပြောပြရမယ်ဒီစီချိုသွေးချိုထိန်းနိုင်အောင်အတွက်ဒီ employers တွေကလည်း educate လုပ်ပေးရမယ်ပြီးတော့တင့်လျော်တဲ့နေရာထိုင်ခင်းတွေကိုဖန်တီးပေးရမယ်နောက်ဒီကိုလက်လှုပ်ရှားလေ့ကျင့်ခန်းတွေလုပ်ဖို့သွေးကြိုစစ်ဆေးဖို့เนาะဆေးတောက်ဆေးထိုးဖို့အခြေအနေတွေဖန်တီးပေးရမယ်အဲဒါကြောင့်ဒီလိုပုံစံလေးပေါ့เนาะဒါဒီ desk တွေကိုထားရဲဆိုလေတစ်ခုနဲ့တစ်ခုကြားထဲမှာနေရာချပေးပေါ့เนาะချပေးတော့ကြတော့ဒီ employees ကနည်းနည်းချင်းသူတို့လှုပ်ရှားလို့ရတာပေါ့เนาะနောက်ပြီးရင်ဟိုတကယ်လို့ဟိုတိတ်အရေးကြီးတဲ့ meeting တွေ formal ကြီးမဟုတ်ဘူးဆိုရင်လည်းသူကလမ်းသွားရင်းနဲ့တဲ့လမ်းလျှောက်ရင်းနဲ့စကားပြောရင်းနဲ့ meeting လုပ်သွားတဲ့ပုံစံမျိုးလေးတွေလုပ်သွားရင်အဆင်ပြေတယ်ပေါ့နော်ဟိုဘက်နဲ့ formal ကြီးတကယ်ဟိုမဲ့အခမ်းအနားကြီးလို့လုပ်နေတယ်ဆိုထိုင်နေကြမှာဟောကျသွားရင်းလာရင်းနဲ့ meeting လုပ်သွားလို့ရပါတယ်တဲ့နောက်တစ်ခုကဒီ employees တွေအတွက်အရေးကြီးတယ်ဒါကတော့အားလုံးအတွက်လည်းအရေးကြီးတာပေါ့စီးကြိုသွေးကြိုထိန်းဖို့အရေးကြီးတာကဒီအိတ်ရေးကိုဝအောင်အိတ်ဖို့လိုတယ်ကောင်းကောင်းအိတ်ဖို့လိုတယ်เนาะအနည်းဆုံးတစ်နေ့ကို9နာရီကနေ10နာရီထိအိတ်ဖို့လိုတယ်ပေါ့ဒါပေမဲ့ဟိုအရန်နေရင်လည်းမကောင်းပါဘူးလက်6နာရီထက်နေရင်လည်းမကောင်းဘူးတဲ့9နာရီထက်များရင်လည်းမကောင်းဘူးတဲ့အဲ့ဒါဆိုတော့တင့်တော်တာကတော့9နာရီနဲ့10နာရီကြားကိုကောင်းကောင်းအိတ်ဖို့အခြေအနေတွေကိုဖန်တီးပေးပါပေါ့နော်အဲကြောင့်ဟိုအလုပ်တွေလည်း employer တွေကလည်း employee တွေကိုအလုပ်တွေအများကြီးညအထိဟိုလိုဘယ်လိုလဲဟိုအ
အလုပ်တွေပေးမနေဖို့လိုတယ်ပေါ့နော်အဲ့ဒါကိုလည်းကျွန်တော်တို့နိုင်ငံကြတော့ traditionally တချို့ကအဲ့ဒါကိုဂုံယူတတ်ကြတယ်ပေါ့နော်အမှန်တော့အဲ့ဒါဂုံယူရမယ့်ကိစ္စမဟုတ်ဘူးဒီဘက်ကပြဿနာရှိတယ်နော်အဲ့ဒါအရန်လှုပ်တာပဲညတကောင်ကျော်အထိဆိုအဲ့ဒါတော့ကျွန်တော်တို့ဒီဘက်ကရည်ရွယ်ချက်နဲ့တော့မကိုက်ပါဘူးမကိုက်ပါဘူးเนาะမကိုက်ပါဘူးဆိုတော့ဒီမှာပြီးတော့စအိတ်တဲ့အချိန်ကလည်းအရေးကြီးတယ်စအိတ်တဲ့အချိန်ကလည်း10နာရီကနေ12နာရီအတွင်းမှာဖြစ်တဲ့တယ်ထမဲ့အချိန်ကလည်းမနေ့9နာရီမှာဖြစ်တဲ့တယ်တဲ့အဲ့ဒါကြောင့် total ပေါင်းလိုက်ရင်တော့9နာရီကနေ10နာရီကြားကိုအိတ်တဲ့တယ်မဟုတ်ဘဲနဲ့အခုကျွန်တော်တို့ပြောနေတဲ့ early bird ပေါ့နော် early bird ဆိုရင်ကောင်းတယ်ပေါ့night owl ဆိုရင်တော့မကောင်းဘူး night owl ဆိုရှိတယ်เนาะဟိုမဂိမ်းစော့နေလို့တို့အလုတ်ကမပြီးလို့တို့အဲ့ဒါမျိုးကြီးဆိုမကောင်းပါဘူးနောက်တစ်ခုကကြတော့ work ဟိုပါပေါ့နော် work shift တွေပေါ့နော်တချို့အလုပ်တွေကြတော့ shift နဲ့သွားရတယ် shift နဲ့သွားတော့အထူးသဖြင့် night မှာညမှာဆင်းရတဲ့ shift အဲ့ဒီ shift ကပြဿနာတက်တယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့စောစောပြောတဲ့ဒီအိတ်ဆက်ချင်းနဲ့ဆက်ဆက်မှုရှိတယ်အိတ်ဆက်ချင်းရဲ့သူကဟို rhythm ပေါ့နော် rhythm ပြတ်သွားတယ်ပြတ်သွားတဲ့အတွက်ဒီ time မှာကြတော့မှပြန်အိတ်တယ်အဲ့ဒါဆိုရင်တော့ပြက်ပြီပေါ့နော်ပြက်တော့ကြတော့အဲ့ဒီအတွက်ဒီတက်နိုင်တဲ့ရွေးပေါ့နော် employer စီက employee စီအတွက်ကိုစီစဉ်ပေးရမယ်ပေါ့တချို့အလုပ်ကြတော့ဘလို့မှဟိုလိုလုပ်လို့မရဘူးလေဒီ night မှာ shift ဆင်းရတာတွေရှိတယ်အားကြတော့ဒီလိုအခြေအနေမျိုးကြတော့ပထမဆုံးဖြစ်တဲ့ဒီ sleep rhythm ကပြတ်သွားတယ်ပြတ်သွားတော့ကြတော့နောက်အဲ့ဒါနေလိုက်ပြီးနောက်ကြတော့နောက်ဆက်တွဲတွေအကုန်လုံးကဒီကိုလက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ဖို့ကလည်းခက်သွားတယ်ခက်သွားပဲနောက်ပြီးဒီဟိုပါပေါ့နော် glycemic control ပေါ့သွေးတွင်းတကြားဓာတ်ကိုထိန်းနိုင်ဖို့တွေလည်းအကုန်ခက်တော့နောက်ဆက်တွဲတွေဖြစ်နိုင်တဲ့အတွက်အဲ့ဒီအခြေအနေတွေကိုတတ်နိုင်တဲ့ပြီးရှော့ချမယ်မလွဲမရှောင်သာရင်တော့ဒီသူတို့ရဲ့ day time မှာတတ်နိုင်တဲ့ပြီး rest ရအောင်ဖန်တီးပေးရမယ်ဒါပေမဲ့အဲ့ဒီမှာအခုပုံမှာပြထားတဲ့အတိုင်းပါပဲအဲ့ဒီမှာအများဆုံးခံရတော့ကျွန်တော်တို့ဆရာဝန်တွေပေါ့နော်ကျွန်တော်ဆရာဝန်တွေကဒီမဲ့ night shift တွေပါတယ်ပေါ့နော် night shift တွေပါတော့အဲ့ဒီမှာပြဿနာတက်တယ်ပြဿနာတက်တော့နောက်နေ့ကျအဲ့ဒါကြောင့်ဒီအိပ်ရေးနဲ့ပတ်သက်ရင်လည်း even နဲ့တညအိပ်ရေးပြတ်သွားရင်တောင်မှတဲ့လူတစ်ယောက်ကအထဲထဲမှာ rhythm တွေပြတ်တယ်နောက် inflammatory marker ဆိုတော့အထဲမှာရှိတာတွေဒီခန္ဓာကိုယ်ထဲမှာဒီရောင်ရမ်းမှုတွေဖြစ်နိုင်တဲ့ marker စီတက်လာတာတွေရှိတယ်ဆိုတော့ဟိုလေ့လာချက်တွေရှိတယ်ရှိတော့အဲ့ဒါတွေအားလုံးဒီအကောင်ဟိုကျွန်တော်တို့ဒီ body အတွက်ပေါ့နော်ခန္ဓာကိုယ်ကြီးအတွက်မကောင်းဘူးမကောင်းတဲ့အတွက်ဒီစီးချိုသွေးချိုထိန်းတာကိုလည်းအနောက်ရှက်ဖြစ်နိုင်တယ်ဖြစ်နိုင်တော့じゃဒီဟို work shift တွေကိုလည်းတတ်နိုင်တဲ့ရွေး short ချနော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအဲ့ဒါနဲ့အခုစီးချိုသွေးချိုဖြစ်တဲ့လူတွေရဲ့80ရာနှုန်းကလည်းအလုံးလုံးတဲ့အသက်အရွယ်အပိုင်းခြားမှာရောက်နေတဲ့အတွက်ဒီ workforce ကြီးကလည်းနိုင်ငံတိုင်းအတွက်တိုင်းအတွက်လည်းဟိုမရှိလို့လည်းမဖြစ်ဘူးမရှိလို့လည်းမဖြစ်တဲ့အတွက်သူဒီ worker စီပေါ့ employee စီအားလုံးကဒီရရှိနိုင်တဲ့အခွင့်အရေးနဲ့ပဲကျန်းမာရေးကောင်းအောင်စီးချိုသွေးချိုထိမ့်သိမ့်မှုကောင်းအောင်အတတ်နိုင်ဆုံးဆောင်ရွက်နိုင်ပါစေလို့ဆုတောင်းရင်းနဲ့ညီကုန်းချုပ်လိုက်ပါတယ်ခင်ဗျာ